ဘာကြီးပျော်ရွှင်ချမ်းမြေဖို့ကဘာကြီးကြည်လင်အေးချမ်းဖို့အဓိကသစ်တော်ပါကျွယ်ဝတရားစာတများနဲ့မြာသောရာသီဥတုနဲ့ဇီဝတရဝမျိုးစိတ်တို့ခိုလုံရသစ်တော်နဲ့ရေမြေလေးကဘာကျော်ချိုးသေးရနာကြောင်းမြေရနာလဲရနာတွေရွှေသတ္တုတိုင်းနဲ့ရနာမျိုးစုံကြွယ်ဝတဲ့တို့တိုင်းပြည်တို့တိုင်းပြည်ရန်စာတော်ထိတ်သိရဲ့ရေးကြည့်သည်ရေရှိတို့ပဝန်းကျင်စိတ်လမ်းဖို့ကိုလက်စင်ကမ်းရမည်တော်သည်ထောင်ရအေးများခြင်းတွေ့ပဒါနာဖြစ်သည်ဒီကဘာချမ်းမတန်စင်လာပါဖို့ကိုတို့ဆောင်ထိန်ရမည်ကိုယ်တိုင်နဲ့အနာဂတ်မျိုးဆက်သစ်များတွေ့လုံးကျစိတ်ချမ်းသာစေဖို့တော်တစ်ပင်ချောင်းနဲ့တတူထိတ်သိမ်းကြစို့ကဘာလေမမြဲတဲ့တော်တရားစာတများနဲ့တွေ့ဝရနာစုဖွဲ့လို့တော်ဝဲတဲ့တို့တိုင်းပြေလို့တော့လေကိုရှင်းတန်းစေပို့တော့ကာဘုံကိုနေပါစေတစ်တော်ရာဒီထိန်ညီပဲဒီကဘာကြီးချမ်းမှာဖို့လူတွေစိတ်ဝိညာဉ်အေးများစေရှောင်းခန္ဓာကိုလေအေးများစေတို့အတွက်မရှိမဖြစ်လို့အပ်တဲ့တစ်တော်တွေတို့တိုင်းပြည်ရန်စာတော်ထိတ်သိရဲ့ရေးချစ်သည်ရေရှိတို့ပဝန်းကျင်စိတ်လမ်းဖို့ကိုလက်စင်ကမ်းရမည်တော်သည်ထောင်ရအေးများခြင်းတွေ့ပဒါနာဖြစ်သည်ဒီကဘာချမ်းမတန်စင်လာပါဖို့ကိုတို့ဆောင်ထိန်ရမည်